မင်္ဂလာပါဒီနေ့ဟာဆိုလို့ရှိရင်ဟန်ယူ3ရဲ့ lesson 8ကိုရောက်လာပါပြီခေါင်းစဉ်လေးက奶奶请我们吃中国菜မီနီလေးကြည့်ရအောင်请请请请ကဒီနေရာမှာတော့ဖိတ်ခေါ်သည်ပေါ့နော်ဖိတ်ခေါ်သည်ဆိုတဲ့ပုံစံမျိုးအရင်တော့ကကြတော့ချင်းကိုကကြတော့ကျေးဇူးပြု၍ဆိုတဲ့ပုံစံမျိုးမှာသုံးတယ်ပေါ့နော်တလေးတစားပြောတဲ့အခါမှာအသုံးပြုတယ်အခုဒီချင်းကကြတော့ဖိတ်ခေါ်သည်လို့ပြောလို့ရမယ်ပေါ့နော်နောက်တစ်မျိုးကဘယ်လိုပြောလို့ရသည်လဲဆိုလို့ရှိရင်嘛喏，姑姑请你们我们看杂技啊，တော့ကျွန်တော်တို့ကိုစက္ကပ်ကြည့်ခိုင်းတယ်ပေါ့နော်စက္ကပ်ပွဲကြည့်ခိုင်းတယ်ဟောဒီမှာချင်းကိုတုံထားတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လေ吃水果အတီးစားခိုင်းတယ်နော်အာချင်းရဲ့ပုံစံကဖိတ်ခေါ်တာလို့ပြောလေရမယ်ပေါ့နော်ဒါကတော့စာကြောင်းပုံစံကိုလိုက်ပြီးတော့မှဘာသာပြန်ရမှာဒီမှာဆိုလို့ရှိရင်စားအောင်မလားလို့မေးလိုက်တဲ့ပုံစံပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းကြည့်ကြမလားကြည့်အောင်မလားအဲ့လိုမျိုးမေးတဲ့အခါမျိုးမှာဆိုရင်လည်းချင်းကိုအသုံးပြုရပေါ့နော်အဲ့တော့ဒီနေရာမှာချင်းကဘယ်လိုပြောမလဲဆိုလို့ရှိရင်ဥပမာချင်းမီ吃饭ဆိုလို့ရှိရင်နင့်ကိုထမင်းစားခေါ်တယ်နော်နင့်ကိုထမင်းစားဖိတ်တယ်နောက်တစ်မျိုးနင့်ကိုထမင်းစားလာခိုင်းတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ချင်းကအဲ့တော့ဒီနေရာမှာမှတ်ထားမှာဖိတ်ခေါ်သည်ဆိုတဲ့ပုံစံမျိုးပဲမှတ်ထားပါနော်နောက်တစ်ခု菜菜菜ကဟင်း唱唱唱唱ကတီဆိုတီနော်တချင်းတွေပါရေးဆိုရဲဆိုရင်唱歌ဆိုရယ်唱ဖြစ်ပါတယ်နောက်တစ်ခုကဇာကြည့်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 ကစက္ကပ်让让让让ကကြတော့တခုခုကိုလောက်ခိုင်းတဲ့အခါမှာအသုံးပြုရပါတော့ဇေဒီဆိုတဲ့အဓိပ္ပာယ်ပါပြီးတော့မှအပေါ်ကစာကြောင်းလေးနဲ့တွဲပြီးတော့မှရှင်းပြမယ်နော်让ဇေဒီ洗洗洗洗ကကြတော့အများကြီးသုံးလို့ရတယ်နော်ဆေးဒီပကံဆေးတယ်ဆိုလဲ洗碗နောက်ပြီးတော့မျက်နှာတစ်တယ်ဆိုလဲ洗脸ပြီးတော့ရေချိုးတယ်ဆိုလဲ洗澡နော်ပြီးတော့အဝတ်တွေပါလျှော်ရဲဆိုလဲ洗衣服洗袜子နော်အဲ့လိုမျိုးသုံးလို့ရတယ်洗ကကြတော့ဆေးဒီလျှော်ဒီပေါ့နော်အဲ့လိုအဓိပ္ပာယ်ပါနောက်တစ်ခုက袜子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 ကခြေအိတ်祝祝祝祝ကဆုတောင်းသည်快乐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 ကပျော်ရွှင်ပါစေ中秋节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 ကပွဲတော်တစ်ခုပေါ့နော်中ဆိုတာအလေ秋ကစောင်းဦးနော်အရှိမတော့တင်ခဲ့နော်秋天ဆိုရင်စောင်းဦးစောင်းဦးရဲ့အလေပွဲတော်ပေါ့နော်中秋节ကမြန်မာလိုပြောရလို့ရှိရင်လမုတ်စားပွဲတော်ပေါ့နော်သူကအာစောင်းဦးရဲ့အလေပေါ့နော်စောင်းဦးရဲ့အလေမှာကျင်းပတဲ့ပွဲတစ်ခုအဲ့ဒီပွဲကလပြည့်နေ့ပေါ့နော်လပြည့်နေ့မှာလကိုကြည့်ပြီးတော့မှလမုတ်စားတဲ့ပွဲပါနောက်တစ်ခုက新年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 ကနှစ်သစ်过过过过ကကြတော့ဖြတ်တန်းသည်ဆင်နွှဲသည်ပွဲတွေပါဆိုလို့ရှိရင်ဆင်နွှဲတယ်အမွေးနေ့ဖြတ်တန်းတယ်ပေါ့နော်အဲဆိုရင်ကိုသုံးပါတယ်နောက်တစ်ခုကစုံ
送送杯底茶叶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 个လက်ဖက်ချက်围巾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 ကမာဖလာလေပတ်တဲ့ဟာပေါ့နော်မာဖလာကဲအဲ့တော့ပြန်ပြောမယ်请请请请ဖိတ်ကြားသည်ဖိတ်ခေါ်သည်菜菜菜ဟင်း唱唱唱တီဆိုသည်杂技杂技杂技စကတ်ပွဲ让စေတီ洗洗洗洗ကစေတီလျှော်သည်袜子袜子袜子起诶住住住住ကဆူတောင်းသည်快乐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 ကပျော်ရွှင်ပါစေ中秋节中秋节中秋节လာမုတ်စားပွဲတော်新年新年新年နှစ်သစ်ကော့ကော့ကော့ဖြတ်တန်းသည်ဆင်နွှဲသည်送送送杯သည်茶叶茶叶茶叶လက်ဖက်ချောက်围巾围巾围巾မာဖလာကဲမိနည်းလေးတွေရပြီဆိုမှဒီအပေါ်ကစာပိုက်လေးကိုဖတ်ကြည့်မယ်နော်ခေါင်းစဉ်လေးက奶奶请我们吃中国菜奶奶ကအဖွားပေါ့နော်အဖေရဲ့အမေကို奶奶လို့ခေါ်တယ်奶奶ကကျွန်တော်တို့ကိုတရုတ်ဟင်းလျာစားဖို့ဖိတ်ခေါ်တယ်ပေါ့နော်爷爷教小华写汉字爷爷ကအဖေရဲ့အဖေနော်အဖိုးပေါ့နော်အဖိုးက小华ကို汉字တရုတ်စလုံးကြီးရေးနည်းကိုသင်ပေးတယ်李老师教我们唱歌李老师ကကျွန်တော်တို့ကိုတချင်းဆိုနည်းသင်ပေးတယ်小林请小华吃水果小林က小华ကိုနော်小林ကကောင်းပါလေ小林က小华ကိုအတီးပေါ့နော်အတီးစားဖို့ပြောတယ်အမွေးအတီးကျွေးတယ်ပေါ့နော်姑姑请我们看杂技အတော်ကဒီ姑姑အတော်ကအဖေရဲ့ညီမကိုပြောတာနော်အဖေရဲ့ညီမကိုအတော်ကို姑姑姑姑ကအတော်ကကျွန်တော်တို့ကိုစက္ကပ်ပွဲကြည့်ဖို့ခေါ်တယ်နောက်တစ်ခုက老师让我回答问题ဆရာမကကျွန်တော်ကို回答问题နော်回答ကဖြေခိုင်းတာ问题မေးခွန်းသူစာမေးလိုက်တာကိုပြန်ဖြေခိုင်းတာပေါ့နော်ဒီနေရာမှာ让ကဈေးဒီပေါ့နော်ဖြေခိုင်းနေဆိုတဲ့ခိုင်းတဲ့အချိန်မှာအသုံးပြုတယ်နော်ဖြေစေတယ်ပေါ့နော်ဖြေခိုင်းနေဆိုတဲ့အဓိပ္ပာယ်ပါနောက်ပြီးတော့妈妈让我洗袜子အမေကကျွန်တော်ကိုခြေအိပ်လျှော်ခိုင်းတယ်祝你生日快乐မွေးနေ့မှာပျော်ရွှင်ပါစေ祝你中秋节快乐လမုတ်စားပွဲတော်မှာပျော်ရွှင်ပါစေ
祝你新年快乐နှစ်တစ်မှာပျော်ရွှင်ပါစေအဲ့တော့ဖတ်ကြည့်အောင်奶奶请我们吃中国菜爷爷教小华写汉字李老师教我们唱歌小林请小华吃水果姑姑请我们看杂技老师让我回答问题妈妈让我洗袜子祝你生日快乐祝你中秋节快乐祝你新年快乐高兴啊奶奶请我们吃中国菜今天中秋节ဒီနေ့က中秋节ပွဲတော်ပေါ့နော်လာမုံစာပွဲတော်我们和奶奶一起过ကျွန်တော်တို့နဲ့အဖွားနဲ့အတူတူဖြတ်တန်းကြတယ်ပေါ့နော်ဒီပွဲ奶奶非常高兴အဖွားကအရန်ကိုပျော်ရွှင်နေတယ်他请我们吃中国菜သူမကကျွန်တော်တို့ကိုတရုတ်ဟင်းလျာတွေစားဖို့ခေါ်တယ်妈妈和爸爸送给奶奶一盒茶叶မေမေနဲ့အဖေကဒီအဖွားကို茶叶ကလက်ဖက်ခြောက်နော်လက်ဖက်ခြောက်တပူလက်ဆောင်ပေးတယ်ပေါ့နော်လက်ဖက်ခြောက်တပူပေးတယ်我和弟弟妹妹送给奶奶一条围巾ကျွန်တော်ရဲ့ညီလေးရဲ့ညီမလေးရဲ့အဖွားကိုမာဖလာတစ်ခုပေးတယ်နော်ဒီမှာရည်ထျောက်လို့သုံးထားတယ်မာဖလာကရှေ့မျိုးမျိုးမလို့ရည်ထျောက်နဲ့သုံးနော်ရှေ့ခန်းမှာတွေပြောခဲ့တယ်ရည်ထျောက်ကိုဘယ်လိုအခြေအနေမှာသုံးလဲဆိုရင်ရှေ့မျိုးမျိုးအရာတွေမှာအသုံးပြုတယ်လို့ပြောခဲ့နော်ငါးတို့ပြီးတော့မြစ်တို့နော်အဲ့လိုမျိုးရှေ့မျိုးမျိုးအရာတွေမှာအသုံးပြုတယ်နောက်ပြီးတော့我们一起祝他中秋节快乐ကျွန်တော်တို့က一起အတူတူ祝他ဆုတောင်းပေးတယ်သူမကိုဆုတောင်းပေးတယ်ဗာလဲဆိုရင်中秋节快乐အဲ့တော့ဆိုကြည့်အောင်奶奶请我们吃中国菜今天中秋节我们和奶奶一起过奶奶非常高兴她请我们吃中国菜妈妈和爸爸送给奶奶一盒茶叶我和弟弟妹妹送给奶奶一条围巾，我们一起祝她中秋节快乐。